ငသိရင်ငကင်ဖြစ်တယ်လို့ရှောင်းဖက်ကစိတ်ညစ်လေတော့ဒီမောင်တယောက်ရဲ့ရှင်နဲ့အသေးထဲမှာရှင်နဲ့မဆက်အောင်ခံစားရပါတယ်ချစ်သူရဲ့ရွှေပင်မှာနားတော့ရွှေကြီးငွေပင်မှာနားတော့ငွေကြီးတယ်လားအချစ်ရဲ့ဩဂုံတနာချလို့300ဓမ္မအဖြစ်နဲ့ဂုံတနာမဲ့ပင်ဟာမောင်သာဖြစ်လိုက်ချင်ပါတယ်ချစ်သူရဲ့ဘယ်စီပင်ဝဲဘယ်လမ်းကိုရှောင်းနေတယ်လဲကွယ်စိတ်ရတဲ့မြရွှေရရဲ့ဂုံတနာမဲ့လို့